မှာတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့ရှေးဟောင်းပုံမြင်လေးတစ်ပုဒ်ကိုပြင်လင်းမျှဝေခြင်းပါတယ်။အသက်နဲ့ရင်ရတဲ့ခရီးချမ်းကြီးတစ်ခုမှာမှန်ကန်တဲ့လက်ညွန့်ကိုရွေးချယ်နိုင်ခြင်းကဘလောက်အရေးကြီးတယ်လဲဆိုတာကိုပြောပြထားတဲ့ဇာတ်တော်တစ်ခုပေါ့။ကဲဒီဇာတ်တော်လေးကိုဘလို့တင်ဆက်သွားမလဲဆိုတော့အရင်ဆုံးဒီဇာတ်တော်ကိုဘာကြောင့်ဟောရတယ်လဲဆိုတဲ့အကြောင်းရင်းလေးနဲ့ဆက်လိုက်မယ်။ပြီးရင်တော့ဇလန်းရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ခေါင်းဆောင်တို့ရဲ့ရွေးချယ်မှုတွေကိုကြည့်ကြမယ်။အဲဒီနောက်မှာတော့ပညာမဲ့တဲ့သူဘလို့ပြည့်စည်သွားလဲပညာရှိတဲ့သူမှတော့ဘယ်လိုအောင်မြင်သွားလဲဆိုတာကိုလေ့လာပြီးနောက်ဆုံးမှာဒီဆက်တော်ကပေးတဲ့သင်ခန်းစာကိုအတူတကွဆွေးနွေးကြတော့ဟုတ်ပြီပထမဆုံးအနေနဲ့မြတ်စွာဘုရားကဒီဆက်တော်ကိုဘာဖြစ်လို့ဟောကြားခဲ့ရတာလဲအဲ့ဒီအကြောင်းရင်းကိုအရင်ကြည့်လိုက်ရအောင်အဓိကကတော့ယုံကြည်မှုရင်းရိုင်နေတဲ့ပြဿနာတစ်ခုကနေအစပြုခဲ့တာပါဇလန်းရဲ့အစကဒီလိုပါဒါရကကြီးအနာတပင်ကသူ့မိဆွေအယောက်900ကိုမြတ်စွာဘုရားစီခေါ်လာခဲ့တယ်သူတို့ဒီတရားနာပြီးယေရနာသူမောင်းကိုဘုကွယ်စီကဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါပေမဲ့ပြဿနာကအဲ့မှာစတာပဲ။မြတ်စွာဘုရားသားဒေသစာရေးကြသွားရောဘူလူတွေကသူတို့ရဲ့မူလမိစ္ဆာအယူတွေပဲကိုပြန်ရောက်ပုံရောအဲ့ဒါနဲ့ဘုရားရှင်ပြန်ကြွလာတော့အနာတပင်ကသူတို့ကိုနောက်တစ်ခေါက်ပြန်ခေါ်လာရတာပေါ့။ပြောရရင်ယုံကြည်မှုတစ်ခုကြောင့်ဘုရားမြနေကြတဲ့သဘောပဲ။အဲ့ဒီအခါမှာမြတ်စွာဘုရားကသူတို့ကိုတိုက်ရိုက်ကြီးဆုံးမဟောပြောတာမျိုးလုပ်ပဲ။ပုံပြင်လေးတစ်ပုံနဲ့နားဝင်ကိုရှင်းပြဖို့ဆုံးဖြတ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ဘလိုလမ်းမျိုးကိုယုံကြည်ကိုးစားတဲ့သူတွေဆိုတဲ့အချက်ဟာတဲ့ကိုအရေးကြီးတယ်ဆိုတာကိုပေါ်လင်းစီချင်လို့ပါပဲ။ပုံပြင်ဇလန်းကနေတစ်ချက်သင်ခန်းစာပေးတဲ့တဘောပေါ့။ကဲအခုတော့အဲ့ဒီဇက်တော်တွေကိုအတူတူဝင်ကြည့်လိုက်ကြရအောင်။ဇလန်းကဗာရဏသီမြို့ကနေစတင်လာတယ်။အဲ့ဒီမှာလဲကုံလဲမှုနောက်ဦးရှိခဲ့တယ်။ဒီကုံနဲ့နှစ်ဦးကတရားကပညာရှိပြီးနောက်တရားကတော့ပညာမဲ့တယ်လို့ဆိုပါတယ်။သူတို့မှာလဲစည်း900စီပါတယ်ကိုဖွယ်နဲ့ကိုပါအားလုံးဟာကျန်းနတ်နဲ့တဲကန်တာကြီးကိုဖြတ်ပြီးခရီးထွက်ကြရမှာပါဒါပေမဲ့လဲစည်းတစ်ထောင်လုံးမှတပြိုင်တည်းထွားရင်လက်မရေခါတို့ရေတို့နားစာတို့မလောင်းငါမှာကိုသိကြတယ်အဲ့တော့တစ်ခွက်ကအရင်သွားတစ်ခွက်ကနောက်ကလိုက်ဖို့သဘောတူလိုက်ကြတယ်အဲ့မှာဘဒုအရင်သွားမလဲဆိုတဲ့ဆုံးဖြတ်ချက်ကအရေးကြီးလာပါပြီဒီနေရာမှာသူတို့နှစ်ယောက်ရဲ့အကျွေးခေါ်ကွာခြားမှုကတိကိုသိတာပါတယ်ပညာမဲတဲ့ခေါင်းဆောင်ကအရင်သွားခြင်းဘာလို့လဲဆိုတော့လမ်းကလူမနေရတော့ကောင်းတယ်နွားတွေအတွက်မျက်နှာနှူစားရမယ်။ဟင်းသီးရွက်လက်ဆက်ဆက်ခိုးလို့ရမယ်။ရေကြီးကြီးတောက်ရမယ်။ဟိုဘက်ရောက်ရဲ့လက်ဈေးကိုကိုကြိုက်တယ်လို့စော့ဖွင့်နိုင်မယ်ပေါ့။ဒါတွေကချစ်ချင်းမြင်နိုင်တဲ့အကျိုးမြတ်တွေပါ။ပညာရှိခေါင်းဆောင်ကတော့နောက်ကလိုက်ဖို့ဆုံးဖြတ်တယ်။သူ့မိကအရှိကဖွဲ့ကလမ်းကျန်းတွေကိုပြင်သွားပြီးသားဖြစ်မယ်။မြက်တွေကဒူးလျက်တစ်ခါပြန်ပေါက်တော့ပို့ချိုပြီးညံ့မယ်။ရေတွင်းတွေလည်းတူးပြီးသားဖြစ်မှာမို့အစင်းတင်သုံးရုံမယ်။ပြီးတော့ဇင်းနုမီကလည်းသတ်မှတ်ပြီးသားဖြစ်လို့ကုန်သွယ်ရတာပိုလွယ်မယ်ဆိုပြီးရေရှိကိုကြည့်ပြီးစဉ်းစားခဲ့တာပါတွေ့လားစဉ်းစားပုံချင်းဘလောက်ပါလဲဆိုတော့အဆုံးကတော့ပညာမဲတဲ့ကုန်တွေကပဲရန်သွားဖို့ဆုံးဖြတ်ပြီးခရီးထွက်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ခရီးလမ်းကမကြခင်မှာပဲကျမဖွေရအန်တရဲဒီနဲ့ပြင်းထန်လာတော့တာပါပဲတက်ကနာရဲမိုင်ပေါင်းများစွာခရီးနဲ့လာပြီးကတော့မှတော့ခြေပြက်တဲ့နေရာတစ်ခုကိုရောက်လာတယ်အဲ့မှာရွှေနေပေးခြင်းနဲ့သူစနစ်သက်တော်တဆူနဲ့တွေ့ပါတယ်သူတို့ကကိုခီးသွားတွေပါလို့မိတ်ဆက်ကြတယ်ဒါပေမဲ့သူတို့ရဲ့ပုံစံကတစ်ခုခုတော့လွဲနေတယ်အမှန်တော့ဟာလူသားစားပြီးလူတွေကအတွင်ယူထားတာဖြစ်ပြီးကြောက်စရာကောင်းတဲ့အချက်စီတစ်ခုနဲ့ဆက်နေတာဘီလူတွေကကုန်တယ်ကိုချင်းကပြီးပါပြောလဲဆိုတော့အမလေးဒီလောက်လေးရေအိုးကြီးတွေပါလို့တယ်လာသေးလဲရှင်းနေနဲ့သွားလိုက်ရေကြာပိုင်းနေနဲ့ဝေးနေတဲ့ရေကန်ကြီးရှိတယ်အဲ့ဒီနေရာမှာဆိုတော့ဘယ်တော့မှတော့မဆဲဘူးရတယ်ကြည့်စမ်းသူတို့လည်းစားပုံကတိတ်ကိုပါနေပါတယ်ကုန်တယ်ပဲအသက်တွေကြောင့်ဖြစ်တဲ့ရေတွေကိုစုပ်ပြီးအောင်လက်ဖို့မမောစရာမတားတဲ့ခုကိုအတုံးချလိုက်တာပဲပညာမဲ့တဲ့ခေါင်းဆောင်ကတော့အဲ့ဒီစကားကိုနားယောင်ပြီးလုံးဝယုံသွားတယ်ဘာမှဝေဖန်ပိုင်းခြားမစင်စားတော့ပဲသူ့လူတွေကိုအမိန့်ပေးတယ်ကဲရေအိုးတွေအားရိုက်ခွဲပေးလိုက်စမ်းတဲ့တွေပေါ်သွားအောင်ရေတွေအကုန်သွင်းပြတယ်ဒါဟာတကယ်ကိုသိစေနေတဲ့မာကြီးတစ်ခုပါပဲလက်ထက်မှာတိကျပေါက်ရှိနေတဲ့အတိတ်ကြီးကိုဘယ်သူမှမသိတဲ့သူတွေအာမခံချက်မရှိတဲ့ကတိတစ်ခုနဲ့လဲလိုက်တာပဲလေနောက်ဆုံးတော့ဘာဖြစ်လဲချစ်ဆက်သွားလဲရေကန်ဆိုတာကမရှိဘူးသူတို့မှတော့စရာရေတစ်ဆက်တော့မကြံတော့ဘူးလူရောနွားတွေရောရေငတ်ပြီးအားရင်းနေချင်းနေကုန်ကြတယ်အဲဒီခါကျမှဘီလူတွေကပုံစံမှပြပြီးအလွယ်တကူပဲတစ်ဖွဲ့လုံးကိုဖန်ဆားလိုက်ပါတော့တယ်အဲ့ဒီနေရာမှာနှုတ်နဲ့နွားတွေရဲ့အရိုးတွေပဲပြန့်ကျန့်ခဲတော့တယ်တံမိုးကြီးကွန်ပစ္စည်းတွေအပြည့်တင်ထားတဲ့လဲကြီး900လဲပိုင်ရှင်မဲ့ဖြစ်ချင်ခဲ့ရတာပေါ့ပညာမဲ့တွေဆုံးဖြတ်ချက်တစ်ခုရဲ့ကြောက်မဲ့ဖွယ်အဆုံးသတ်ပါပဲဟုတ်ပြီအခုပညာရှိကုန်တယ်မူရဲ့အလဲကိုကြည့်လိုက်ကြအောင်သူကတော့အရှိကအဖွဲ့ရဲ့ကံကြမ္မာဆိုးကိုဘယ်လိုရှောင်သိမ်းပြီးအောင်မြင်မှုကိုရယူသွားတယ်လဲဆိုတာစိတ်ဝင်စားစရာပါပဲအချင်းတန်ကြတော့ပညာရှိကုန်တဲ့ရဲ့အဖွဲ့လည်းအဲ့ဒီတဲကန်တာ
ပေါ်လာကြပြန်ရော့အရင်တစ်ခေါက်ကပြောခဲ့တဲ့အလက်စားစကားတွေကိုပဲထပ်ပြောကြတာပေါ့ဒါပေမဲ့ဒီခေါက်မှာတော့အခြေအနေကမတူတော့ဘူးဒီခေါင်းဆောင်ကအလွယ်တကူမယုံပဲတန်းစီရမျက်လုံးနဲ့တွန်ပြန်ခဲ့တယ်သူကချက်ချင်းမဆုံးဖြတ်ပဲတိတိချာချာစဉ်းစားပါတယ်ပထမဆုံးအထောက်အထားတွေကိုလေ့လာဒီလူတွေကမလုံးတွေကဘာလို့หนีရင်းနေရလဲနေဖို့ထဲမှာသူတို့မှအေးလည်းမချင်ပါလားဆိုပြီးတတိထားမိတယ်ဒီလိုတိထားတဲ့အချက်လက်တွေနဲ့တိုက်စစ်တယ်ဒီဘက်ကနိုင်တော့ဘလို့မှရေကန်ရှိတယ်လို့မကြားဘူးပြီးတော့ပတ်ဝန်းကျင်ကိုအတူတူချက်ရှာမိုးတယ်လည်းမရှိမစီလည်းမလားမိုးတယ်လည်းမကြားရဘူးဘလို့လုံးမိုးရမှာအဲ့ဒီချက်လက်တွေအားလုံးကိုစူးစီးပြီးမှဒီကောချက်ချက်လိုက်တယ်ဒါတွေဟာလူတွေမဟုတ်ဘူးလူတွေပဲထည့်ရမယ်ဆိုပြီးတော့အဲ့လိုခိုင်မာတဲ့ကောက်ချက်ချနိုင်ပါတယ်သူကဒီလူတွေကိုသွားကြငါတို့ကကုန်လေးတွေကိုတော့ရေကိုပေါ်လာရဲဆိုပြီးပြောပြလိုက်တယ်ဒီတော့ဒီလူတွေကိုရေတစ်စက်မှမပေါ်ဘူးနေလူတွေဘယ်ကြီးနဲ့ဒီစက်တွေပါဒီစက်ကတော့စာမတဲ့အိမ်ကပြန်ကျန်းနေတဲ့အရေးနဲ့စွန့်ပစ်ထားတဲ့လဲတွေကိုတွေ့လိုက်ရတယ်အဲ့မှာနေအားလုံးကအဖြစ်နဲ့ဘောပေါက်သွားတာပေါ့ဒီမှာရှိတဲ့ကအဲ့ဒီမှာကိုယ်တိုင်ပြဿနာတွေဖြစ်နေတာတွေဒါကြတော့အဲ့ဒီလဲတွေကအကောင်းဆုံးဖြစ်စီတွေကိုပါသိစီနေလို့အဆုံးမှာဒီလိုကဒီလိုပြရထားတဲ့ဒီစီတွေတော့ပုံစံတွေကိုနှစအောင်ပြန်ချင်ကြတယ်ဒီမှာကြောင့်သက်ရှင်နေတာကတော့အမှန်ကြီးရောပါရနေတာပေါ့ဒီစမ်းလေးဆိုတော့မဆော်ရရဲ့ရှိရမှာပါတဲ့သက်စီတွေပြန်လာကြည့်ကြရအောင်ဒီစက်တွေရဲ့တကယ်အမြင့်ပါလားတကယ်ဒီမှာစားတာပါလဲဆိုတာကိုမဆော်ရအခုမှပြန်ပြန်ပါဒီစက်တွေရဲ့ဒီကပုံစံကရှင်းရှင်းလေးပါပဲဒီမှာရှိတဲ့လမ်းတွေကိုဒီပညာမဲ့တဲ့လက်ညှိုးရဲ့နောက်ကိုလိုက်ရင်တော့ပစ္စည်းချင်းကိုပဲကြော်ရမယ်။ဒါကကျွန်တော်တို့ရဲ့ဘဝခရီးမှာဘလို့ဆရာဘလို့လက်ညှိုးကိုရွေးချယ်တဲ့ကိုလဲဆိုတာကိုတိုက်ရိုက်ဥပမာပေးနေတာပါပဲ။ပြီးတော့မြတ်စွာဘုရားကအားလုံးအံ့ဩသွားစေပဲအချက်တစ်ခုကိုထုတ်ပြပါတယ်။အဲ့ဒီဇလန်တွေကဇက်ကောင်တွေကတခြားသူတွေမဟုတ်ဘူးတဲ့။ပညာမဲ့တဲ့ကုန်းတဲ့မိုးဟာအခုဘဝမှာဒေဗဒတ်ဖြစ်လာပြီးသူ့နောက်လိုက်တီကလည်းဒေဗဒတ်ရဲ့နောက်လိုက်တီပဲ။ပညာရှိကုံတဲ့မိုးကတော့ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်ပြီးသူ့နောက်လိုက်တီကတော့ဘုရားရှင်ရဲ့တပည့်သာဝကတွေပဲဖြစ်တယ်လို့အတိတ်နေပစ္စုပန်ကိုဆက်ဆက်ဟောကြားတော်မူခဲ့ပါတယ်။ဒီစက်တော်ကိုကြားလာရတဲ့အခါမှာတော့အစကယုံကြည်မှုရင်းညံ့ရေးခဲ့တဲ့အနာထိပ်ပင်ရဲ့မိတ်ဆွေငါလာဟာအမှန်တရားကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားကြတယ်။မာရွေးနဲ့လက်ငယ်ရဲ့အန်တဲကိုမြဲဝါထင်ထင်မြင်သွားပြီးယရနာသုံးပါးပေါ်မှာယုံကြည်မှုခိုင်မြဲသွားကအကျွတ်တရားလာသွားကြတယ်လို့ဆိုပါတယ်။ဒီဇာတော်လေးကကျွန်တော်တို့အားလုံးအတွက်မဲခွန်းတစ်ခုချန်ထားခဲ့ပါတယ်။လူတယောက်ချင်းစီရဲ့ဘဝခီးလမ်းမှာဘသူရဲ့စကားကိုနားထောင်ဆုံးဖြတ်နေပါတယ်လေ။ဒီလောကကြီးကလည်းတဲခန္ဓာရလိုပါပဲ။ဖြတ်လန်းတွေလွယ်ကူတဲ့လမ်းတွေပြပြီးနှလုံးပိတ်နေတဲ့အတန်တွေအများကြီးရှိတယ်။အဲ့ဒီအထဲမှာတကယ်ကိုအကျိုးရှိစေမယ့်လမ်းညွှန်မှနဲ့အန်ဒီရဲ့ဘင်းမဲ့ဒီလူတို့ရဲ့လက်စားစကားကိုခွဲခြားသိနေနိုင်ဖို့ကတော့ဘဝရဲ့အရေးကြီးဆုံးစိန်ခေါ်မှုတစ်ခုပဲဖြစ်မှာပါပဲ။